တရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာယရနာမြတ်တော်မှာတို့အားယုတိမြတ်တော်လက်ဆုံးမူ၍ရှိဖို့ပူဇော်ဖူးမြော်မှန်လျောကြောကြသောတက္ကိစ္စကာရဝပနာမကုသိုလ်စေတနာဖြာဖြာတို့ကြောင့်ယနေ့ခါမှစ၍အသက်ရှိခြင်းကျမ်းမာခြင်းခွန်အားဗလာပြည့်ခြင်းဉာဏ်ပညာကြီးခြင်းဘုံတကုအောင်နှုတ်ဘောကြီးခြင်းအစောရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပေလျက်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့အကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိချုပ်ငြိမ်းရာမှမြတ်နိဗ္ဗာန်သို့လေဉာဏ်ဆိုစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေဟံဗန္တိတိတရဏိနတဟဧသတိလေဓမ္မယာသာမိအနုကံကတဝါတိလန္တိချာနိဗ္ဗန္တိဒုတိယံပိအဟံဗန္တိတိတရဏိနတဟဧသတိလံဓမ္မယာသာမိအနုကံကတဝါတိလန္တိချာနိဗ္ဗန္တိတတိယံပိအဟံဗန္တိတိတရဏိနတဟပင်စတိလံဓမ္မယာသာမိအနုကံကတဝါတိလန္တိချာနိဗ္ဗန္တိယမဟာဝနာမိတံဝတိချာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဩဇံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိ